ဟာမင်းသားတောက်ပလက်ပြန်ပြီးထွက်လာ မိတ်တောက်ပလက်ပြန်စတိုင်နဲ့မလိုက်နဲ့နိုးစီနဲ့တကြားနဲ့ မိုက်တယ်ကွာ ခေယာကြီးဟာခေယာကြီးနိုးဖြစ်သွားမယ် လက်ဖက်ချုပ်ခတ်လိုက်ပါမနောက်နဲ့ကောင်းအောင်ပြော ကျက်သားအားလုံးခွေးစားရရာ အယိုးတွေကြောင်ချီသွားပြီမနောက်နဲ့ကောင်းအောင်မင်းကြော်ရင်တိုင်ရ ကျွန်တော်ချောရင်းနေရ ကြော်ရင်တိုင်ရမင်းကိုကြော်ရင်ခိုင်းရိုက်ပေးမယ်တရုပ်ဆောင်နော် ဟုတ် မင်းပြောကြကျွန်တော်မောင်လူခွေးကျွန်တော်နာမည်လူခွေးပါဗျာ ကျွန်တော်နဲ့လူခွေးပါရ ကျွန်တော်အဖေကခွေးကြီးပါဗျာ အဲစရီရှင်မျိုးတွေဟဲ့မိတ် တေချာပြောမပြောဘူးလားမပြောမင်းသမီးနဲ့ ပြော ကျွန်တော်အဖေကခွေးကြီးပါဗျာ ကျွန်တော်ဗျာခွေးရရာ ကျွန်တော်တို့တစ်မျိုးလုံးခွေးတွေကြီးပါပဲဗျာ ဟာများလာပြီကွာ မပြောရင် မပြောမယ်ကျွန်တော်တို့တမျိုးလုံးခွေးတွေရရာဟာ ကျွန်တော်ချိန်ရှိတုံးကြီးသွားစားလိုက်ဦးမယ် တလုံးလောက်ပါခဲ့ပါရတနာယူတဲ့ကောင်က ရပြီမင်းသမီးလာပါမင်းသမီးနဲ့ကမယ်မင်းသမီး ကျွန်တော်မိုးပြေးပြေးမောင်နဲ့တွေ့ရမှာ ဟုတ်တယ် ဟာ ဘိုးပြေးမောင်နဲ့တွဲကိုခန်းပညာတက်ကြတယ် ရတယ်သိတယ်ကျွမ်းနေ လက်ဖြန်နေတောင်းနေပါတယ်ဟဲ့လားသမီးလားသမီးမင်းသမီးလားသမီးလားခေါ်ရတာပဲပလာတာ200လောက်ရှိတယ်မင်းမျက်နှာလေ ဆိုင်ရလဲစေကစီနဲ့ ဒါဒီမလားအဲ့တော့မင်းသမီးဒါမင်းသားမင်းနဲ့တွေ့မှာမင်းသမီးသူပဲစိုးတော့မတရားသေးဘူးခွေးကနိုင်ကြီးခြင်းနေတယ်ဒါကြောင့်ရိုက်မဲ့ဇကားလေးကတစ်ချိန်ကကောလိပ်ချင်းနေဝင်းနဲ့မေမေဝင်းတို့အကယ်ဒမီရလိုက်တဲ့ ဟာ ဘင်လာတင် နင့်မေပင်လာတယ် ဘိုးအောင်တင်ဒီမှာလေးပြောရမယ်ပထမအကမ်းမှာအကိုကြီးရဲ့ အကိုကြီး ညောင်ချီမြို့ပြန်ပို့ပေးပါလားယင် အမလေး ညောင်ချင်းမြို့ကိုပြန်ပို့ပေးပါလားယင် မင်းသားပြောမယ်ဒီပြန်မယ်ဆိုတဲ့စကားကိုမပြောပါနဲ့မမြောက်ဝင်ဒီပြန်မယ်ဆိုတဲ့စကားကိုကြားတဲ့အကိုကြီးရင်မှာခံစားပြေမာဓမြတိုက်တော့ကလည်းမမြောက်ဝင်းတို့မိန်းမသားတွေပဲဆိုပြီးအကိုကြီးလမ်းစိတ်30တဲ့ယူခဲ့တာပါ အများကြီးနော် မရိုက်နဲ့ မရစရာ အဲ့ဒါမှအကိုကြီးမကြိုက်ရင်မပြောတော့ပါဘူးအကိုကြီးရဲ့အဲ့ဒါမှမင်းကဝမ်းသာလိုက်တာများရင်ဆိုပြီးဇွတ်တနာစိတ်တွေလုံးကြွဇွတ်ဘာမှမလုပ်ရဘူးတန်းဇွတ်တာပဲရိုက်မယ်5 4 3 2 1 go အကိုကြီးရဲ့ညောင်ချင်းမြို့ ဘာပြောရလဲလို့မင်းကဘယ်လိုထူးပိုင်လဲ မသူပြောလို့ ပြန်လို့5 4 3 1 go အကိုကြီးရဲ့ညောင်ချင်းမြို့ကိုပြန်ပို့ပေးပါလားယင် မင်းကဘယ်သူကရှိတိုင်းလဲမင်းကဘယ်သူရီတိုင်းလဲမရီနဲ့ ကောလိပ်ချင်းတွေဝင်ရည်တယ် ကောလိပ်ချင်းဝင်းမုံမင်းကကောလိပ်ခင်လိုက်မင်းကမူလာတန်းခင်လိုက်5 4 3 1 go အကိုကြီးရဲ့ညောင်ချင်းမြို့ကိုပြန်ပို့ပေးပါလားယင် အတိပြတ်မဲ့ဆိုတဲ့စကားကိုခဏမပြောပါနဲ့မမြဝင်အတိပြတ်မဲ့ဆိုတဲ့စကားကိုခဏမပြောပါနဲ့မမြဝင်အတိပြတ်မဲ့ဆိုတဲ့စကားကို ဒီနားတွေလမ်းနေတယ်မင်းက ကျွန်တော်နောက်လုံးမေ့နေလို့ ဩပြီ အော်တလုံးနဲ့ ဩပြီမြို့မမေ့နေတယ် တစ်လုံးနဲ့ဟုတ် ဟုတ်တယ်ပြန်လို့ တလုံးနဲ့ပါမမြဝင် မလိန်နဲ့3လုံးရှိတဲ့ခေါ်ပြန်လို့5 4 3 2 1 go တကယ်တော့သုံးလုံးပါမမြင် ဒီပြန်မယ်ဆိုတဲ့ အတိပြတ်မဲ့ဆိုတဲ့စကားကိုခဏမပြောပါနဲ့မမြဝင်အပြေမှာမမြဝင်တို့ဓမြတိုက်တော့လဲမိမသားတွေကြီးပဲဆိုပြီးအကိုကြီးမရိမ့်မဲ့ချင်းခဲ့တာ လမ်းစိတ်30ယူတာ 30ကဘာလို့မရိမ့်ချင်တာဖြီးပဲ ဟာသွားလိုက်တာမတန်ငါပြီးဖို့တော့အဲ့နာမထိုင်နေမင်းသမီးရအားနာတာနော်ပြန်လုပ်လိုက်ပါဒီမှာကြည့်ဒိုင်တော်ကြည့်ဟုတ်ဘာကောင်မှမသိတောင်းလို့မြောက်လို့ အကိုကြီးရဲ့ညောင်ချင်းမြို့ကိုပြန်ပို့ပေးပါလားယင် ဒီပြန်မယ်ဆိုတဲ့စကားကိုမပြောပါနဲ့မမြဝင်ပြင်မှာတမျက်တိုက်တော့လည်းမမြဝင်တော့မိန်းမသားတွေကြီးပဲဆိုပြီးအကိုကြီးလမ်းစိတ်30တဲ့ယူခဲ့တာပါ ကိုကြီးမကြရင်တော့မပြောတော့ပါဘူး ဝမ်းသာလိုက်တာများရဲ့မမီလား မမီတယ် အေးချာမမီလား မမီတယ် မမီနောက်တစ်ခါပြောင်းရိုက် နောက်တကယ်ကျွန်တော်ဆွဲလိုက်မယ်လေ မစွန်းနဲ့နောက်တစ်ခါပို့ကောင်းတယ်မင်းသမီးကဟိုဘက်လက်နေမယ်မင်းသားပခုံးပေါ်လက်တင်မယ်အတန်အောင်နားတော့နော်ဒါဘာလို့လဲအကိုကြီးပါမြရဲ့အကိုကြီးဘယ်လျှောက်သွားနေတာလဲအကိုကြီးမြစားဖို့တောက်ဖို့အတွက်တောထဲမှာတစ်သီးတွေသွားရှာနေတာပါမြရဲ့ဝမ်းသာလိုက်တာအကိုကြီးရဲ့ပြောတာ ਨੇ ဇွာ ဒီကကျွန်တော်ဆွဲမယ်နော် ဆွဲပြီလာပြီနော်ဟုတ်ကဲ့အတန်နော်လာပြီ5 4 3 2 1 go အဲ့ဒါဘာဖြစ်တာလဲ ဒါအတွေ့အကြုံမရှိလို့ မင်းရက်ခွက်ကမြီးတောင်ချီနေရပြီအတွေ့အကြုံမရှိဘူးမြီးတောင်ချီနေရပြီအတွေ့အကြုံမရှိဘူး ဒီအမှုပေါ်မင်းက6လုံးမျိုးခံရမှာ ညလုံး5 4 3 2 1 go ဖုတ် ဖတ်ပါဆိုမ
ဟုတ်တယ် တာအခုတလောအဲ့ဒါလေးတွေကရင်းတွေ့ အချိန်ပြည့်တွေ့တာပါမင်းကပိုက်4 3 2 1ကိုပြန်လို့ ဒါဘာတူလဲယင် ဖေပါသမီးရေ အကိုကြီးပါများရဲ့ ငါသမီးလေးကိုတတိယ သတိမရနဲ့ပြန်လို့ ဒါဘာတူလဲယင် အကိုကြီးပါဗျာသူ့တန်နဲ့တူအောင်လုပ်လိုက်တယ် မကြီးနဲ့နင်တို့ကြီးတော့ဘယ်ရလူတွေကအားပြတ်တယ် အဲ့လေအထင်သေးလို့ရည်တယ်လို့ပါလို့ ပြန်လို့ ဒါဘာတူလဲယင် အကိုကြီးပါမြရေ ကိုကြီးပဲဆို အကိုကြီးပဲလျှောက်သွားနေရတယ် ကိုကြီးလေတော်ထဲမှာညစောဖို့တုတ်ဖို့ဒါရှိ စားဖို့စောက်ဖို့ ရှာလိုက်ပါလို့အေးပြဲမပြီးဘူးကျွန်တော်က မင်းပြောသလိုတီရှူးတွေပဲအလိမ့်လိုက်ဝယ်ပေးတာမလို့စောက်ဖို့ပါ ဆို ဒိုက်တာမပြရင်ငါပြီးဖုတ်တောင်နေကြအဲ့ပါနေအာနာတာမင်းသမီးရဲ့နော် sorry ပါဒါပြီ5 4 3 2 1ကို ဒါဘာတူလဲယင် အကိုကြီးပါမြရဲ့ အကိုကြီးပဲလျှောက်သွားနေရလေ ကိုကြီးတော်ထဲမှာမြစားဖို့တောက်ဖို့အတွက်တစ်တီးတွေသွားရှာမလို့ပါ အိုးဝမ်းသာလိုက်တာအကိုကြီး ဇော အဲနာဘူး မနောက်နဲ့မမီလား မမီးတယ် ဒေချာမမီလား အကုန်မမီးတယ် မမီနောက်တစ်ခါပြောင်းရိုက်မယ် ညားသွားပြီ များသွားတယ် ညားသွားပြီမလို့တော့ဘူးနောက်တစ်ခါအမှုအရာမပြနဲ့တော့ငါလုံးမယ်စကလုံးမဲ့တင်ပြီးတော့ အမူအရာပြတယ် မင်းကြီးပဲဇွတ်ငါကိုတစ်ခါမဇွတ် ရတယ်ရတယ်အမူအရာ तू ပြောတဲ့တခါအားလုံးကြားရနော် तू ပါ तू လုံးမယ်တဲ့ကျွန်တော်ဝင်မပြနဲ့လေရတယ်နောက်ဆုံးခန်းရိုက်မယ်နောက်ဆုံးခန်းမှာဘိုးအောင်နေအရက်မူးလာမယ်အရက်ကိုကြိုက်လို့တောက်တယ်လို့စိတ်ပြောတယ်လို့တောက်တယ်လို့တောက်ပလိုက်မယ်အရက်များများဟာ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 ဒီအကူကြီးဘယ်တော့ဒီရက်တွေကိုတောက်ဘူးလို့တော့ဟိုတော့ကမတောက်နဲ့မင်းကိုစိတ်နာလို့တောက်တယ်ဟင်းအကူကြီးမြောက်ဘယ်တော့ကကပြောဘူးလို့တော့ဟိုတော့ကမပြောဘဲနဲ့မင်းကိုစိတ်နာလို့ပြောတယ်အဲ့ချိန်မှာမင်းသမီးကပြောင်းမယ်ဆိုပြီးတော့ဘာကို18ချက်စိတ်ရိုက်မယ် ဟာဒီခန်းလေးတော့ဆရာပဲသိရဆောင်ကြလဲ ငါလည်းပဲဒီလောက်ညံ့မယ်မထင်ပါဘူးကွာကိုပါကိုကြည့်ချက်လုပ်လိုက်ပါ မမေလက်ခေါ်ပါ ညီမလေးပါရိုက်တဲ့ခါအတကုံရိုက်နော် ဟင် ပါကွဲရုံနဲ့မဟုတ်ဘူးအတကုံလွှဲတဲ့ခေါင်းကြီးပြန့်ပြတ်တော့ပါသွားပါစေသူ့အိတ်ထဲမှာခေါင်းအပို3လုံးပါတယ်သူတို့ကခေါင်းမျိုးတွေ သူ့တူမလေးကိုစခိုင်းတာ ရပြီနော်ညီမလေးရိုက်ညာလဲနဲ့ရိုက်တော့ဘယ်ဘက်လဲနဲ့မရိုက်နဲ့နေတို့ဘယ်လက်ကငါပြီးဟိုနိုင်စားဟိုနိုင်နော် ဟုတ်ပါရဲ့ငပိလောက်လည်းမနာအောင်စားလောက်လည်းမငံမအောင် ချမယ်နော်အတကုံနော်5 4 3 2 1 go အကိုကြီးပဲလျှောက်သွားနေရလေ ဘာမှတော့မစိုးသေးဘူးနေရလေ တောက်ထိတ်ကပိတ်ထားတယ် တက်ချက်ပဲတော့ဘေးပေါက်ကတော့ပန်းထုတ်ပလိုက်တော့5 4 3 2 1 go အယောမကြိုက်လို့မတောက်တော့ဘူး တောက်တယ် တောက်ရင်လုံးလိုက်မယ် လုံးပါစေလုံးပါစေ အဲ့ဒါတဲ့စိတ်ပြောတယ်လို့မတောက်တော့ဘူး တောက်တယ် လုံးလိုက်မယ် လုံးပါစေ သူ့เจ้าကသိတယ် လုံးပါစေ မိုးပြေကိုဒီလိုလုံးလို့မရဘူးမိုးပြေကိုဒီလိုလုံးလို့မရဘူး အဲ့ဒါမင်းတို့ကဒီမှာရိုက်နေတာတော့အနောက်ပေါက်မှာမဟုတ်ဘူးသိချင်လို့ ယောကြိုက်လို့တောက်တယ်လူစိတ်ပြောတယ်လို့တောက်တယ်လူတောက်ပလိုက်မယ်အယမြားမြားဦးငငယ်ဦးငငယ် ကိုကြီးရက်တွေတောက်လာပြန်ပြီလား ဝဒါဝဒါဝဒီဝဒီဝဒါဘိုးတို့ကဝဒါဝဒါ ပြောင်ပြော ပြအောင်ပြောရင်ရိုက်လိုက်မယ် ဟဲ့အောင်ပြောင်ပြော အေးဘယ်တော့ရက်တွေတောက်ဘူးလို့လဲ ဟိုတော့ကမတောက်ပြီနဲ့အခုလည်းမတောက်ဘူး ဟုတ်တယ် လုံးလိုက်မယ် မင်းသမီး तू ကလေအရက်ရမှုနေတော့ तू ပြောချင်တာပြောမှာမင်းကိုကရိုက်ဆရာရှိတဲ့16ချိန်ပဲရိုက် ဟာမဟုတ်လေ ကိုကြီးထိမ့်မိတာ မဟုတ်လေဟဲ့မကြကြဝဒါဝဒါဝဒီဒါရှိုက်ပါမရဲ့ရဲလိုက်စမ်းပါမြဲညမကျင်တဲ့ဒေးဦးဆိုရင်အကိုကြီးညတော့ဟောဒီမှာတစ်ဖက်ချင်နေတယ်ရိုက်လိုက်စမ်းပါမြဲရိုက်လုံးကြလုံးကလား မင်းပထွေးရထိတာကွာ